အဆင်ပြေရလားမေးတိုင်းဒီလိုပါပဲလို့ဖြေတတ်ခဲ့တာဘယ်ချိန်လောက်ကလေးကဆိုတာမမှတ်မိတော့ဘူးမဟုတ်လားခမရကကျွန်တော်ရဲ့ຫນွေဦးလေးပဲခမရရောက်လာတာနဲ့ကျွန်တော်ကဘာတစ်ခုလုံးပန်းတွေပွင့်တော့တာပဲချစ်တာကိုချစ်တယ်လို့ပြောခဲ့ပါတယ်ဘာကိုမှမတွေးတိတ်ခါတရားတွေလည်းမတွေးအခြားသောတိုင်းနာချက်များလည်းမတွေးပါကျွန်တော်တို့တစ်ခုခုဖြစ်သွားမှကိုအရန်ကြောက်တဲ့လူတစ်ယောက်ရှိရင်ကျွန်တော်တို့ဘာဖြစ်ဖြစ်ကြောက်စရာမလိုတော့ပါဘူးအချစ်ဟာအားပဲဖြစ်ရမယ်အစိတ်တောက်ဆန်လာရင်ကျွန်တော်တို့ဆွလို့ရမယ်ဒါဟာကိုယ့်ကိုယ်ကိုကောင်းစွာတန်ဖိုးထားတတ်ခြင်းမှာဒီမန်းနေမဟုတ်လားထုတ်မပြောချင်တာတွေလည်းရှိတယ်မဟုတ်လားငိုလို့မရလို့ရှယ်လိုက်ရတဲ့ဟာတာတွေလည်းများပြီမဟုတ်လားအဆင်ပြေရလားမေးတိုင်းဒီလိုပါပဲလို့ဖြေတတ်ခဲ့တာဘယ်ချိန်လောက်ကလေးကဆိုတာမမှတ်မိတော့ဘူးမဟုတ်လားတရားရောက်မရှိလို့မဖြစ်တဲ့ကဘာဆိုတာတော့မရှိပါဘူးဒါပေမဲ့တရားရောက်ရှိပြီးတဲ့အခါတရားရောက်ရဲ့ကဘာဟာ6ကံပါဆုံးကနေပြန်လေလာနိုင်တာမျိုးစိတ်ကလေးကိုရှင်းအောင်ထားကျမ်းမာဖို့ကိုပဲအာရုံစိုက်ဖြစ်တည်မှုကိုကောင်းအောင်ကြိုးစားတယောက်နဲ့တယောက်ဘလို့မှမပတ်သက်ကြတော့ဘူးဆိုရင်တော့အချိန်တန်ရင်ငါတို့ကအသေးချာပဲပြတ်ကွယ်သွားရမှာရှင်းမျက်နှာမှုကိုတိတာအောင်ရောမတိတာအောင်ရောဖော်ထုတ်ပြခဲ့ပါတယ်အဲ့ဒါဟာချီနှောင်ခြင်းမဟုတ်မြင်အသိရှိနေတယ်ဆိုတဲ့အကြောင်းကိုတင်စကားပို့ချင်ရုံလေးပါတယောက်ဟာအခြားတယောက်နဲ့တက်ဝင်နေရင်ကိုကမညှိတွယ်မိအောင်နေရမယ်အတင်းတိုးမဝင်ရဘူးတဲ့ချစ်ချင်းမေတ္တာမှာလည်းရှင်ကျေးမှုရှိရတယ်